Varadata Wanana Namo Tata Bhagavato Arahato Sama Sambuddhassa Namo Tata Bhagavato Arahato Sama Sambuddhassa Namo Tata Bhagavato Arahato Sama Sambuddhassa Leya Atet Swaromya Ashikoje Sulamani Sedi Yami Diwe Dewe Na Puzidam Tatawaran Tambuddhata Wanda Madirata Daram Diwe Daga Ida Bazabedi Sashi Tinsha Namimyado Sanya Thani Davrina Nabyi Nai Dewe Na Myasi Datong Alin Sauni Koyong Bawin Daja Namini Sulamani Sedi Yami Alaundo Mya Bodhi Dai Samya Geda Dishi Yahu Sulamani Mishi Twinko Mya Sedi Do Nai Puzidan Le Mya Dubyo Puzo Kugwe Ado Tamudada Tissa Leba Mya Deyago Paincha Weban Chigan Hoja Shino Mya Phaya Tatawaram Bale Ni Adu Seizilu Phui Phu Di Tesu Timbo Leya Atet Mya Swerogo Dirada Ukhong Yerana Mya Inga Pshin Adaran Yonji Ago Pwado Dara Mya Nuzwada Lin Wandama Jain Jain Walayu Lesu Moga Shikho Javago I Ashimpaya Leya outside of Mya Ashikoje Nagaindi Na Gahidwana Pawanami Tupuzidam Tatawaran Tambuddhata Wanda Madirata Daram Nagaindi Na Seyate Na Amiyadi Teza Tambin Nagamindi Kahidwana Dara Jibu Piyuge Pive Pawanami Nadagado Pyava Sosam Bombe Manai Tupuzidam Le Myatu Pyo Puzo Kogweato Tambuddhata Tissa Leba Myadeyago Paincha Weban Chigan Hoja Shino Mya Phaya Datawaram Bale Ni Adu Seizilu Phui Phu Di Tesu Timbo Leya Out Mya Swerogo Dirada Ukhong Yerana Mya Inga Pshin Adaran Yonji Ago Pwado Dara Mya Nuzwada Lin Wandama Jain Jain Walayu Lesu Moga Shikho Javago I Ashimpaya Lewe Atet Swaromya Ashikoje Kandara Pure Zedi Yami Sanehi Thotu Puzidam Datawaran Tambuddhata Wanda Madirata Daram Kandara Pure Sayesava Pomya Soni Kandara Daimbi Nai Sedi Yami Tucha Tinde Yarana Chesi Mya Sedi Nai Sanehi Dara Jibu Kandara Pidurodi Thotu Puzidam Kandara Daimwa Tucha Polwen Yahanda Te Shini Chicken Le Mya Pisong Adapin Le Mya Dubyo Puzo Kogwe Ado Tamudata Tissa Leba Mya Deyago
ပိုင်းခြားဝေဖန်အခြေခံဟောကြားရှင်တော်မြတ်ဖရာဤဒါထာဝရံပလဲနှင့်အတူစိတ်စစ်လိုဖွေးဖြူသည့်တဆုထင်ပေါ်လက်ဝဲအထက်မြတ်ဆွေတော်ကိုသီရသာဥခေါင်းယရနာမြတ်အင်္ဂါဖြင့်အာဒရံယုံကြည်အားကိုပွားတို့တရာမြတ်တို့စွာသာလင်ဟောနာမကျိန်းကျိန်းဝလယုလက်ဆုံးမူကားရှိခိုးကြပါကုန်ဤအရှင်ဖရာလက်ဝဲအောက်ဆွေတော်မြတ်အားရှိခိုးခြင်းကာလိင်္ဂရတ္ထေပုစိတဝါနလင်္ကာတိပေတုမာနိတံဒါထာဝရံသမ္ဗုဒ္ဓတဝနာမတိရတာဒရံကာလိင်္ဂရတ္ထေအိန္ဒိယအရှိတောင်ပိုင်းသမိုင်းအညီကာလိင်္ဂတိုင်းပြည်၌ပုစိတဝါနာခေမမြေတွင်ယဟန္တာထေရှင်သည်ချစ်ခင်လေးမြတ်ပစ္ဆောင်အပ်သဖြင့်လေးမြတ်တူပြောပူဇော်ကြကုန်ပြီး၍လင်္ကာတိပေမြတ်ဤစိမ့်ဆိုကျွန်းသည်ဟို၌သူမာနိတံယဟန်ရှင်လူပြည်သူအများလေးစားကောရောပူဇော်မြတ်တို့အပ်သောသမ္ဗုဒ္ဓသာသစ္စာ၄ပါးမြတ်တရားကိုပိုင်းခြားဝေဖန်အခြေခံဟောကြားရှင်တော်မြတ်ဖရာဤဒါထာဝရံပလဲနှင့်အတူစိတ်စစ်လိုဖွေးဖြူသည်တဆုထင်ပေါ်လက်ဝဲအောက်မြတ်ဆွေတော်ကိုသီရသာဥခေါင်းယရနာမြတ်အင်္ဂါဖြင့်အာဒရံယုံကြည်အားကိုပွားတို့တရာမြတ်တို့စွာသာလင်ဝဏမအကျဉ်းချင်းဝလယုလက်ဆုံးမူကားရှိခိုးကြပါကုန်ဤအရှင်ဖရာမြတ်စွာတော်တို့အားပူဇော်ခြင်းယတောဓာတာနိခမိန်တုဟတနေကထနေတရာဓာထာယောဓာသမ္ဗုဒ္ဓတမယံပုစေမသာဓုကံတရာရှင်တော်ဖရာထင်ရှားသက်တော်ဖူးမြော်ရာထိုခါ၌ဟတနေရွှင်ကြည်နှလုံးပိတိဖုံးလျက်ပြုံးစရာကြုံအကြောင်းဆောင်ရာအခါသမယ၌၎င်းကထနေမဟာကရုဏာမြတ်ပညာဖြင့်သစ္စာတရားဟောကြားမိတ်မှာအခါသမယ၌၎င်းရတောပလဲနှင့်အတူစိန်စစ်လိုဖွေးဖြူသည်လေးစုထင်ပေါ်အခြင်းမြတ်ဆွေတော်တို့မှဩရတာကေလသငွေတောင်နေအောင်ဆွဲဟတ်တဖြတ်ဖြတ်သို့တလျက်လျက်တူတွေးဖြူဖွေးသောရောင်ခြည်တော်တို့သည်နေခမိန်သူဖူးမြင်မဝအထူးပင်မြူးရွှင်ကထွက်ကြွတော်မူကြလေကုန်ပြီသမ္ဗုဒ္ဓသာသစ္စာ၄ပါးမြတ်တရားကိုပိုင်းခြားဝေဖန်အခြေခံဟောကြားရှင်တော်မြတ်ဖရာဤဧတာဒါထာယောပလဲနှင့်အတူစိတ်စစ်လိုဖွေးဖြူသည်လေးစုထင်ပေါ်ထိုမြတ်ဆွေတော်တို့ကိုမယံယုတ်နံနှဖျားငါးခန္ဓာကိုသူငါမိခေါ်တပိတော်တို့သည်သာဓုကံကောင်းမွန်စွာပူဇေမစီမီရောင်လွှမ်းပန်းရချမ်းတို့ဖြင့်မျောမှန်းကုန်တော်ရှိခိုးပူဇော်ကြပါကုန်သည်အရှင်ဖရာ